ဇလန်ကတော့1980ခုနှစ် San Francisco မြို့မှာစတင်ပါတယ်။ဇက်လိုက် Chris Gardner ဟာဆေးရုံတွေမှာ Quantum scanner လို့ခေါ်တဲ့ဆေးဘက်ဆိုင်ရာစက်ပစ္စည်းတစ်မျိုးကိုရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုနေသူပါ။နေ့စဉ်မနက်တိုင်းသူဟာသားလေး Christopher ကိုကြောင်းလိုက်ပို့ပြီးနောက်သူ့စက်ပစ္စည်းကိုရောင်းချနိုင်မဲ့ဆေးရုံတွေကိုလိုက်လံရှာဖွေတတ်ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိနေပါတယ်။သူ့မိသားစုအဆင်ပြေဖို့ဆိုရင်တစ်လကိုအနည်းဆုံး17လုံးတော့ရောင်းနိုင်ဖို့လိုအပ်ပါတယ်။ကံကောင်းစွာနဲ့ပဲဆေးရုံအများစုကဒီစက်ကိုဈေးကြီးလုံးပြီးမလိုအပ်ဘူးလို့ယူဆကြတာကြောင့်ရောင်းရခက်ခဲနေပါတယ်။ဒီလိုနဲ့ Chris ဟာအလုပ်ကိစ္စတွေကြောင့်သားလေးကိုကြောင်းကနေသွားမခေါ်နိုင်တော့ပဲဇနီးလင်နာကိုအမြဲကူညီတောင်းနေရပါတယ်။လင်နာကလည်းနေ့ဘက်ရောညဘက်မှာပါအလုပ်ဆင်းနေရတာကြောင့်စိတ်ဖိစီးမှုတွေများနေခဲ့ပါတယ်။တနေ့ညစာစားနေချိန်မှာ Chris ဟာသူ့သားလေးရဲ့ရောင်စုံကူကတော့ကိုစိတ်ဝင်စားစွာကြည့်နေပါတယ်။အဲ့ဒီအချိန်လင်နာကအခွန်ကိစ္စမေးလာတဲ့အခါ Chris က extension ထပ်တောင်းထားရတယ်လို့ပြောလိုက်ပါတယ်။ဒီစကားကလင်နာကိုပိုပြီးစိတ်ပူစေခဲ့ပါတယ်။မကြခင်လင်နာဟာအလုပ်ပြန်ဆင်းသွားပြီး Chris ကတော့ကူကတော့ကိုစမ်းချစ်ကြည့်ရမှာထင်ထားတာထက်ပိုလွယ်နေကြောင်းတွေ့လိုက်ရပါတယ်။နောက်တစ်နေ့လမ်းလျှောက်နေစဉ် Chris ဟာတန်ဖိုးကြီးကားတစ်စီးပေါ်ကဆင်းလာတဲ့စီးပွားရေးသမားတစ်ယောက်ကိုတွေ့လိုက်ပါတယ်။သူကဘာလို့လုပ်တာလဲလို့မေးကြည့်တဲ့အခါဆောက်ရှယ်ယာကစားတဲ့သူလို့ပြန်ဖြေပါတယ်။ Chris ကဒီလိုအလုပ်မျိုးဆိုရင်ပညာရေးမြင်မရမယ်ထင်ကြောင်းပြောလိုက်ပေမဲ့အဲ့ဒီလူကတော့တခြားတော်ရင်ရတယ်လူတွေနဲ့ဆက်ဆံတက်ရင်ရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားက Chris ရဲ့စိတ်ထဲမှာဆွဲထင်သွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ကလူတွေအောင်မြင်နေကြတာကိုကြည့်ပြီးဘာလို့ငါတယောက်တည်းဒီလိုဖြစ်နေရတာလဲလို့တွေးမိပါတော့တယ်။နောက်နေ့မနက်မှာ Chris ဟာလင်းနာကိုဒီနေ့ငါအိမ်စောစောပြန်လာမယ်စတော့ပွဲစားအလုပ်ရှောင်မလို့ပြောလိုက်ပါတယ်။လင်းနာကတော့အဲ့ဒီအကြံကိုရေစရာတစ်ခုလိုသဘောထားခဲ့ပါတယ်။ဒါကြောင့်နှစ်ယောက်ကြားစကားများသွားပြီးလင်းနာကငါတို့မှာအိမ်က2လစာတော့ကျွေးတင်နေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက် Chris ဟာ stock company တစ်ခုကိုသွားပြီးအလုပ်ရှောက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့သူ့ရဲ့ scanner စက်ကိုအထင်းမသေးချင်တာကြောင့်လမ်းဘေးကအမှုပညာသမားတစ်ယောက်စီခဏတက်ထားခဲ့ပါတယ်။အလုပ်ရှောက်နေတော့ရုံးခန်းထဲကနေလှမ်းကြည့်လိုက်တဲ့အခါအဲ့ဒီလူကသူ့စက်ကိုယူပြီးထွက်ပြေးနေတာတွေ့လိုက်ရပါတယ်။ Chris ဟာချက်ချင်းအလုပ်ရှောက်တာကိုကင်ပြီးပြေးလိုက်ပေမဲ့အဲ့ဒီလူကရထားပေါ်တက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာ Chris ကနင်းနာကိုဒီစက်ကိုရောင်းပြီးပြဿနာတွေဖြေရှင်းမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူခိုးခံခဲ့ရတဲ့စက်ကိုပြန်တွေ့ပြီးလိုက်ခန်းရမှာပြန်ရလာခဲ့ပါတယ်။ပြဿနာကတော့အခုသူ့လက်ထဲမှာစက်နှလုံးပြန်ဖြစ်နေပြန်တာပါ။ Chris ဟာဒီစက်တွေကငါမိသားစုကိုဆင်းရဲမှုကနေကယ်တင်ပေးမယ်လို့ယုံကြည်ပြီးသူ့စုဆောင်ငွေအားလုံးဒီပါနဲ့ဝယ်ခဲ့တာဖြစ်ပါတယ်။ Trish ရဲ့အတွေ့ကတော့ဒီစက်တွေက XA ထက်ပိုကောင်းတဲ့ဈေးရုံတွေကတေချာပေါက်ဝယ်ကြလိမ့်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပြဿနာတက်သွားတယ်။သားလေးကိုသူနဲ့အတူထားဖို့ဆုံးဖြတ်လိုက်ပြီးနောက် Trish ရဲ့ဘဝပိုခက်ခဲလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင် Trish နဲ့နင်းနာတို့ရဲ့အိမ်အောင်ရေးကတော့အဆုံးသတ်သွားခဲ့ပါပြီ။နင်းနာကစိတ်ဖိစီးမှုတွေများလွန်းနေခဲ့ပါတယ်။အိမ်လာကတွေမပေးနိုင်ကြွေးတွေတိုးလာပြီး Trish ရဲ့စီးပွားရေးကလည်းမအောင်မြင်သေးပါဘူး။ဒီနေ့လင်းနာက Chris တို့ဘာကိုကြောက်ပို့ပြီးနောက် Chris ကိုပြောလိုက်ပါတယ်။ကျမဒီလိုဘဝမျိုးကိုမခံနိုင်တော့ဘူး။ကျမမပြောတော့ဘူး။ Trish ကသူတို့မိသားစုကိုကယ်တင်ဖို့စူးစမ်းနေတယ်လို့ပြောပေမဲ့လင်းနာကယုံကြည်မှုမရှိတော့ပါဘူး။သူမကနယူးယောက်ကိုသွားပြီးအလုပ်အသစ်လုပ်မယ်လို့ပြောလိုက်ပါတယ်။ Chris ကစိတ်ထိခိုက်သွားပေမဲ့သူမကိုတားမနေတော့ပါဘူး။သွားချင်ရင်သွားပါ။ဒါပေမဲ့ငါသားကိုတော့ခေါ်မသွားရဘူး။လင်းနာကခဏတိတ်ဆိတ်နေပြီးနောက်သားလေးကို Tracy မှာထားခဲ့ဖို့သဘောတူလိုက်ပါတယ်။ Chris တို့ဟာကိုသူနဲ့အတူထားဖို့ဆုံးဖြတ်ပြီးနောက် Chris ရဲ့ဘဝကပိုခက်ခဲလာခဲ့တယ်။အိမ်က2လစာအကျွေးတင်နေပြီးတိုက်ကန်းပိုင်ရှင်ကလည်းအိမ်ကနေထွက်သွားဖို့ဖိအားပေးနေခဲ့တဲ့ Tracy ကအချိန်နဲ့ထပ်ပေးဖို့တောင်းပန်ခဲ့ရာပိုင်ရှင်က10ရက်အချိန်ပေးပြီးအပြန်အလှန်အနေနဲ့တိုက်ကန်းနေရန်တွေကိုစေးတုပ်ပေးရမယ်လို့သတ်မှတ်လိုက်တယ်။ဒါကြောင့် Tracy ဟာနေရန်တွေကိုစေးတုပ်နေခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးမှုကမပြီးသေးပါဘူး။နောက်တစ်နေ့မှာရဲ2ယောက်အိမ်တကားလာခောက်ပြီး Chris ကိုရဲစခန်းခေါ်သွားကြတဲ့အကြောင်းကတော့သူမပေးရသေးတဲ့အခွန်ကြွေးတွေကြောင့်ဖြစ်ပါတယ်။ Chris ကအကျွေးကိုပေးချေခဲ့ပေမဲ့စနစ်ထဲမှာအတီးပြုတ်ဖို့နောက်နေ့မနက်ထိစောင့်ရမယ်လို့ပြောကြတယ်။အဲ့မှာသားလေးကိုတယောက်တည်းဖြစ်နေတာကြောင့်လင်းနာကိုဖုန်းဆက်ပြီးအကူအညီတောင်းရပါတယ်။အဲ့ဒီညမှာ Chris ဟာရဲစခန်းချင်းကန်းထဲမှာပဲနေခဲ့ရပြီးမနက်10နာရီမှာသူ့ဘဝကိုပြောင်းလဲပေးနိုင်မယ့်အင်တာဗျူးအတွက်စိုးရိမ်ပူပန်နေခဲ့ပါတယ်။ Chris ကိုရဲစခန်းကနေလွှတ်ပေးလိုက်တာနဲ့သူဟာအင်တာဗျူးရှိတဲ့ကုမ္ပဏီကိုအမြန်ပြေးသွားခဲ့တယ်။ဒါပေမဲ့မင်းညကနေရန်စည်းတုပ်ထားတဲ့အဝတ်စားတွေနဲ့ပဲသွားရတာဖြစ်တယ်။အင်တာဗျူးကန်းထဲဝင်လိုက်တဲ့အချိန်မှာအင်တာဗျူးကော်မတီဝင်တွေကသူ့ရုပ်ပုံစံကိုကြည့်ပြီးအံ့ဩသွားကြတယ်။ Chris ကလည်းအကြောင်းပြချက်တွေမပေးတော့ဘဲမနေ့ကအခွန်မပေးနိုင်လို့ဖမ်းခံခဲ့ရကြောင်းအမှန်တိုင်းပြောပြလိုက်တယ်။အင်တာဗျူးတစ်လျှောက် Chris ဟာရိုးသားမှုနဲ့ဟာကညံကိုပြသနိုင်ခဲ့ပြီးနောက်ဆုံးမှာကော်မတီဝင်တွေကိုတောင်ရင်မောစေခဲ့တဲ့အင်တာဗျူးပြီးတဲ့အခါဂျေးက Chris ကိုချီးကျူးခဲ့ပေမဲ့အလုပ်ရမရမသေးကြသေးဘူးလို့ပြောခဲ့တယ်။ Chris ကတော့ဒီအလုပ်မှာ6လကြာလာစာမရတဲ့ internship လုပ်ရမယ်ဆိုတာသိလိုက်ရလို့စိတ်ပူသွားတယ်။သူ့မှာသားလေးကိုလည်းပြုစုရအောင်မှဖြစ်တယ်။ဒါပေမဲ့ဂျေးကဒီခွင့်ရေးကိုလက်မလွတ်ဖို့တိုက်တွန်းခဲ့တယ်။အိမ်ပြန်ရောက်တော့လင်းနာကသားလေးကိုလာပို့ခဲ့တယ်။ညပိုင်းမှာသားလေးအိတ်သွားပြီးနောက်လင်းနာကသူမဟာနယူးယောက်ကိုပြောင်းပြီးစားတောက်ဆိုင်မှာလုပ်တော့မယ်လို့ပြောတယ်။လင်းနာကသားလေးကိုသူနဲ့အတူခေါ်သွားချင်ပေမဲ့ Teresa လုံးဝသဘောမတူခဲ့ဘူး။နောက်ဆုံးမှာလင်းနာက Chris တို့ဟာကို Chris နဲ့ထားခဲ့ပြီးညအိတ်ကြရင်ထွက်ခွာသွားခဲ့တယ်။နောက်နေ့မှာ Chris နဲ့ Chris တို့ဟာဈေးသက်သာတဲ့မိုဒီတစ်ခုကိုပြောင်းရွှေ့ခဲ့ကြတယ်။စနေနေ့တနေ့မှာ Chris ကသားလေးကိုဘတ်စကတ်ဘောကစားဖို့ခေါ်သွားခဲ့တယ်။ Chris တို့ကသူကြီးလာရင် baseball ကစားသမားဖြစ်ချင်တယ်လို့ပြောလိုက်တယ်။ Chris ကအစားပိုင်းမှာဖေတောင်မတော်ဘူးဆိုတော့သားလည်းမဖြစ်နိုင်တော့ဘူးလို့ပြောလိုက်မိတယ်။ Chris တို့ရဲ့ညနာလေးငြိမ်သက်သွားတာကိုမြင်တော့ Chris ချက်ချင်းတောင်တက်ရသွားတယ်။ဒါကြောင့်သူကသားကိုကြည့်ပြီးပြောလိုက်တယ်။သားမှာအိမ်မက်ရှိရင်အဲ့ဒီအိမ်မက်ကိုကာကွယ်ရမယ်လူတွေကသူတို့မလုပ်နိုင်တဲ့အရာကိုမင်းလည်းမလုပ်နိုင်ဘူးလို့ပြောကြလိမ့်မယ်။ဖေတောင်အဲ့လိုပြောပိုင်ခွင့်မရှိဘူး။မင်းတကယ်လိုချင်တာရှိရင်သွားယူလိုက်။အဲ့ဒီစကားက Chris တို့အတွက်ဘဝတစ်လျှောက်မှတ်မိနေမဲ့စကားဖြစ်လာခဲ့တယ်။အဲ့ဒီနောက် Chris ကဈေးရုံတစ်ခုကိုသွားပြီးသူ့ရဲ့စက်တလုံးကိုရောင်းနိုင်ခဲ့တယ်။ဒါကသူတို့သားဖနှစ်ယောက်အတွက်အနေငယ်အသက်ရှူချောင်စေခဲ့တယ်။အလုပ်တင်ကာလစတင်ပြီးနောက် Chris ဟာတနေ့လုံးဖုန်းခေါ်ဖောက်တေရှာစာတင်လုပ်နေရတယ်။တနေ့မှာတော့လမ်းပေါ်မှာသူရင်ကဆုံးရှုံးခဲ့တဲ့စက်ကိုကင်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်။ Chris ဟာချက်ချင်းလိုက်ဖမ်းခဲ့ပေမဲ့ကားတိုက်ခံလိုက်ရတယ်။ကံကောင်းစွာနဲ့အသက်မထိခိုက်ပေမဲ့ဖက်တစ်ဖက်ပျောက်သွားခဲ့တယ်။ဒါတောင်သူအလုပ်ကိုပြန်သွားခဲ့ပြီးဖက်တစ်ဖက်တည်းနဲ့အလုပ်ဆက်လုပ်ခဲ့တယ်။တနေ့မှာ Chris ဟာကုမ္ပဏီရဲ့အရေးကြီးဖောက်တဲ့တစ်ယောက်ဖြစ်တဲ့သူနဲ့တွေ့ဖို့ခွင့်ရခဲ့တယ်။ဒါပေမဲ့စူပါဗိုက်ဆာကကားသွားရခိုင်းလိုက်လို့ချိန်ထားတဲ့အချိန်လွဲသွားခဲ့တယ်။ဒါကြောင့်နောက်နေ့မှာသားလေးကိုခေါ်ပြီးဖောက်တဲ့ရဲ့အိမ်ကိုကိုယ်တိုင်သွားတွေ့ခဲ့တယ်။ဖောက်တီကသူတို့သားအဖကိုဘောလုံးပွဲကြည့်ဖို့ VIP ခုံတန်းထဲခေါ်သွားခဲ့တယ်
အဲ့ဒီနေရာမှာ Chris ဟာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့တွေ့ဆုံနိုင်ခဲ့ပြီးအရေးကြီးတဲ့အဆက်အသွယ်တွေအများကြီးရရှိခဲ့တယ်။ဒါပေမဲ့ကန်ဆိုးတာကတနေ့မှာအခွန်ရုံးက Trace ရဲ့ဘဏ်အကောင့်ထဲကကျန်တဲ့ငွေ$20ကိုပါအခွန်ကြွေးကြောင့်သိမ်းယူသွားခဲ့တယ်။တညအတွင်း Trace ဟာထပ်ပြီးဆင်းရဲဒုက္ခတွေပြန်ကျသွားခဲ့တယ်။ငွေလိုနေတာကြောင့် Trace ကသူ့စီကငွေချေးထားတဲ့တငယ်ချင်းစီသွားတောင်းခဲ့တယ်။ဒါပေမဲ့အဲ့ကောင်ကငါမင်းကိုအိမ်ပြောင်းပေးတော့ကအကျွေးကြေပြီးသားလို့ပြောပြီးတကားပိတ်လိုက်တယ်။စိတ်ပြက်နေတဲ့ Trace ဟာသားလေးကိုကစားကွင်းတစ်ခုခေါ်သွားခဲ့တယ်။အဲ့ဒီမှာပဲသူအရင်ကဆုံးရှုံးခဲ့တဲ့စက်ကိုကင်ထားတဲ့အဖိုးကြီးကိုထပ်တွေ့လိုက်ရတယ်။ Trace ကချက်ချင်းလိုက်ဖမ်းပြီးစက်ကိုပြန်ယူနိုင်ခဲ့ပေမဲ့စစ်ကြည့်လိုက်တော့စက်ကပြက်နေပြီဖြစ်တယ်။သူကအဲ့ဒီစက်ကိုပြန်ပြင်ပြီးရောင်းနိုင်ရင်တလစာစားဝတ်နေရေးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ထားတာဖြစ်လို့အရန်စိတ်တက်ကြသွားခဲ့တယ်။ညနေပိုင်းမူတီကိုပြန်ရောက်တဲ့အခါပိုဆိုးတဲ့အခြေအနေတစ်ခုကြုံရတယ်။သူတို့ရဲ့အဝတ်အစားတွေနဲ့ပစ္စည်းတွေအားလုံးကိုအခန်းပြင်ထုတ်ပစ်ထားတာတွေ့လိုက်ရတယ်။ Trace ကတကားဖွင့်ဖို့စူးစမ်းပေမဲ့လော့ပြောင်းထားပြီးသားဖြစ်နေတယ်။အဲ့ဒီညမှာ Chris နဲ့သားလေးဟာနေစရာမရှိတော့ဘူး။သူတို့သားဖနှစ်ယောက်ဟာပစ္စည်းလေးတွေဆွဲပြီးလမ်းပေါ်ထွက်လာခဲ့ရတယ်။နောက်ဆုံးမှာယထာဘူတာတစ်ခုကိုရောက်လာခဲ့ကြတယ်။ Chris တို့ကဖခင်ကိုကြည့်ပြီးဒါအတိုင်းမရှင်းမဟုတ်ဘူးနော်လို့ပြောလိုက်တယ်။ Chris ကသားလေးမစိုးရိမ်အောင်ဒါအတိုင်းမရှင်းပဲငါတို့ဒိုင်နိုဆောခေတ်ကိုရောက်နေပြီအခုအနေရကနေလို့ဖို့ကူတစ်ခုတည်းဝင်ပုံရမယ်လို့ပြောလိုက်တယ်။တကယ်တော့သူတို့ဝင်ပုံတဲ့ကူဆိုတာယထာဘူတာရဲ့အများဆုံးအိမ်သာပဲဖြစ်တယ်။ Chris တို့ကအိပ်ပျော်သွားတဲ့နောက် Trace ဟာအိမ်သာကျန်းပြင်ပေါ်မှာသားကိုဖတ်ထားရင်းတိတ်တိတ်လေးငိုခဲ့တယ်။နောက်နေ့မှာသူတို့သားဖဟာအင်ဂျီယာမဲ့ရိတ်တာတစ်ခုကိုသွားခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနေရာကအမျိုးသမီးနဲ့ကလေးတွေအတွက်ပဲဖြစ်လို့ Trace ကိုလက်မခံဘူး။နောက်ဆုံးနောက်ထပ်ရိတ်တာတနေရာကိုသွားခဲ့ကြတယ်။အဲ့ဒီမှာလူတွေရာနဲ့ချီပြီးတန်းစီနေကြတယ်။ Chris တို့အလှည့်ရောက်ခံဒီမှာလူတစ်ယောက်ကတန်းဖြတ်ဝင်လိုက်လို့ Chris နဲ့ရန်ဖြစ်တော့မလို့ဖြစ်သွားတယ်။တန်ကောင်းတာကလူတွေက Trace ဘက်ကမှန်ချောင်းပြောပေးခဲ့လို့လုံခြုံရေးကတန်းဖြတ်တဲ့လူကိုနှင်ထုတ်ပစ်လိုက်တယ်။ဒါကြောင့် Chris နဲ့သားလေးတို့ဟာနောက်ဆုံးကျန်တဲ့နေရာနှစ်နေရာကိုရရှိသွားခဲ့တယ်။ရိတ်တာထဲမှာသားကိုရေချိုးပေးပြီးအိယာပေါ်တင်ပေးလိုက်တဲ့အချိန် Trace အနေငယ်စိတ်သက်သာရာရခဲ့တယ်။ဒါပေမဲ့စက်ကိုမပြေနိုင်သေးဘူး။ဒါကြောင့်သားလေးအိပ်ပြီးတာနဲ့ Trace ဟာတညလုံးမအိပ်ပဲစက်ကိုပြေနေခဲ့တယ်။တစ်ဖက်မှာအလုပ်တင်အလုပ်တစ်ဖက်မှာရိတ်တာအတွက်တန်းစီရာတစ်ဖက်မှာသားကိုကြည့်ရတဲ့ Trace ရဲ့ဘဝဟာတနေ့ပြီးတနေ့ပိုခက်ခဲလာခဲ့တယ်။ဒါပေမဲ့သူလက်မလျှော့ခဲ့ဘူး။ရိတ်တာထဲမှာညစာစားပြီးနောက် Chris တို့ကမိမိထွက်သွားတာသားကြောင့်လားလို့မေးလိုက်တယ်။ဒီမေးခွန်းကြတော့ Chris ရင်ထဲထိခိုက်သွားတယ်။သူကသားကိုဖတ်ပြီးမဟုတ်ဘူးသားမေမေထွက်သွားတာသားမေမေရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲသားနဲ့လုံးဝမဆိုင်ဘူးလို့ပြောခဲ့တယ်။ Chris တို့ကဖေဖေကအရန်ကောင်းတဲ့ဖေဖေပဲလို့ပြန်ပြောလိုက်တဲ့အချိန် Chris ရဲ့မျက်လုံးထဲမျက်ရည်ဝဲလာခဲ့တယ်။အဲ့ဒီညမှာပဲ Trace ဟာပြက်နေတဲ့ဆက်ကိုနောက်ဆုံးပြင်ဆင်နိုင်ခဲ့တယ်။နောက်နေ့မနက်မှာဆေးရုံကိုသွားရောက်လိုက်တော့ဆေးရုံကဝယ်ဖို့သဘောတူခဲ့တယ်။$250ရလိုက်တဲ့အတွက်နောက်နေ့မှာတော့ Trace ကသားလေးကိုပင်လယ်ကမ်းခြေခေါ်သွားခဲ့တယ်။အချိန်တော်ကြာပြီးနောက်ပထမဆုံးအချိန်စိတ်အေးလက်အေးရင်မောနိုင်ခဲ့ကြတယ်။ Trace ဟာနောက်ဆုံးနေ့အလုပ်သွားရင်းရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့တယ်။အဲ့ဒီအချိန်ကြီးကမင်းကဖောက်တယ်တွေအများကြီးရှာနိုင်ခဲ့တယ်လို့ချီးကျူးခဲ့တယ်။တိတ်မကြခင် Trace ကိုရုံးခန်းတစ်ခုထဲခေါ်သွားခဲ့တယ်။အခန်းထဲမှာမန်နေဂျာတွေအားလုံးထိုင်နေကြတယ် Chris ရင်ခုန်နေခဲ့တယ်။ဒီနေ့ကသူ့ဘဝပြောင်းမဲ့နေ့ဖြစ်နိုင်တယ်လို့အဆုံးသတ်မဲ့နေ့လည်းဖြစ်နိုင်တယ်။မန်နေဂျာတယောက်ဖြစ်တဲ့ Mr. ဖျောင်းက Trace ကိုကြည့်ပြီးပြုံးလိုက်တယ်။ပြီးတော့မနက်ဖြန်ဒီကိုပြန်လာပြီးအလုပ်လုပ်ချင်လားလို့မေးလိုက်တယ်။ Trace ခဏလောက်တိတ်သွားတယ်။ပြီးမှဟုတ်ကဲ့ကျွန်တော်အရန်လုပ်ချင်ပါတယ်လို့ဖြေလိုက်တယ်။ Mr. ဖျောင်းကကောင်းပြီမင်းကိုအလုပ်ခန့်လိုက်ပြီလို့ပြောလိုက်တယ်။အဲ့ဒီစကားကြားတာနဲ့ Trace မျက်ရည်တွေထိမရတော့ဘူး။6လလုံးရုန်းကန်ခဲ့ရတာအိမ်မရှိတာပတ်စံမရှိတာအိမ်သားထဲအိတ်ခဲ့ရတာသားအတွက်စိတ်မလျှော့ခဲ့တာအားလုံးကအတိတ်ပဲရှိသွားခဲ့တယ်။ဒီအချိန်ကိုသူကဒီကာလကိုကျွန်တော်ဘဝရဲ့ happiness ပျော်ရွှင်မှုလို့ခေါ်တယ်လို့ပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူရုန်းကန်ခဲ့တဲ့ညအားလုံးကသားလေးအတွက်ပဲဖြစ်ခဲ့တာကြောင့်ပါ။ဇလန်းဆုံးမှာတော့နောက်ပိုင်းမှာ Chris Gardner ဟာကိုပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Gardner Rich and Company ကိုတည်ထောင်နိုင်ခဲ့ပြီးဒေါ်လာတန်ပေါင်းများစွာတန်တဲ့ဘီလီယံနာစီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ဒီဇာတ်ကားရဲ့အဓိက message ကတော့အိမ်မရှိရင်လက်မလျှော့နဲ့ဘလောက်ခက်ခဲနေပါစေဆက်လျှောက်နေပါတနေ့နေ့မှာမင်းရဲ့ပျော်ရွှင်မှုကိုမင်းတွေ့ရလိမ့်မယ်။